ချစ်သူရေးစားတာအမောင်ရင်မိတ်ဆွေအစ်တွေရှာဖွေလို့အကောင်းဆုံး Telegram bot လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ Stranger Line ဆိုတဲ့ bot ဟာဆိုရင် Telegram အသုံးပြုရင်းနဲ့အပြင်းပြေစကားပြောခြင်းသူတွေတငယ်ချင်းအစ်တွေရှာဖွေခြင်းသူတွေအတွက်ကိုရည်ရွယ်ပါတယ်လက်တလုံးလူငယ်ကြားထဲမှာရေပန်းစားနေတဲ့ Telegram bot မျိုးအစားဖြစ်ပြီးတော့အသုံးပြုရတာလည်းအရင်အလွယ်ကူပါတယ်Stranger Line ကိုစတင်အသုံးပြုတော့မယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်အသက်ဝါသနာစတဲ့အချက်လက်တွေကိုဖြည့်ပြီးတော့ profile တစ်ခုကိုအရင်တည်ဆောက်အောင်မှာဖြစ်ပါတယ်မိမိရဲ့ကိုယ်ပိုင် profile တစ်ခုရလာပြီဆိုရင်တော့တခြား user တွေရဲ့ profile တွေကို find match ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့စတင်ရှာဖွေလို့ရပြီပဲဖြစ်ပါတယ်ကိုမကြိုက်တဲ့ profile တွေတွေ့ရင် skip လုပ်ပြီးကြော်လို့ရပြီးတော့ကိုကြိုက်တဲ့ profile တွေ့ရင်လည်း left လုပ်ပြီးတော့တစ်ဖက် user ကို notify လုပ်လို့ရပါတယ်ဒါအပြင်ဟိုမှာဘောကနေတစ်ဆင့် message လမ်းပို့တာတို့ user profile ကို report လုပ်တာတို့လည်းလုပ်လို့ရပါသေးတယ်user အချင်းချင်းအပြန်အလှန် left လုပ်မိကြပြီဆိုရင်ဘောကနေပြီးတော့ match ဖြစ်တယ်လို့ယူဆပြီးတော့ user တွေရဲ့ user name တွေကိုအချင်းချင်းဖလှယ်ပေးမှာပဲဖြစ်ပါတယ်ဆိုလိုတာတော့တစ်ဖက်သူရဲ့ Telegram account ကိုရလိုက်တာဖြစ်ပြီးတော့ဘောကနေတစ်ဆင့်မဟုတ်ဘဲနဲ့ private account ချင်းချင်းအပြန်အလှန်စကားပြောဆက်သွယ်လို့ရမှာပဲဖြစ်ပါတယ်ဒီ Telegram bot လေးကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ Telegram search bar မှာ Stranger Line လို့ရှာဖွေပြီးတော့အသုံးပြုလို့ရတယ်လို့ပဲ bot link ကို description နဲ့ comment တွေမှာလည်းချထားပေးမယ်ကြီးစားလေးကလည်းလိုချင်တယ်စကားပြောဖို့လည်းလိုချင်တယ်ဘယ်မှာရှာရမလဲမသိဘူးဆိုတဲ့လူတွေအတွက်ကို